by 40လို့ခေါ်တဲ့ဒီလေးရပါတယ်ရမယ်တင်တယ်နော်ဘယ်လိုပဲရှင်းရှင်းပါဆရာမတို့ဒါလေးကတော့ဆရာမတို့ကကိန်းရောလေးကိုကိန်းတူလေးပြောင်းပြီးတော့ဆရာမပေါင်းပေးလိုက်တာပါနော်တခြားပေါင်းလေးရှိပါတယ်ကိန်းပြည့်ချင်းပေါင်းပိုင်းငယ်ချင်းပေါင်းပြီးမှပြန်ပို့လိုက်တဲ့ကိစ္စမျိုးလည်းရှိပါတယ်ဒါပေမဲ့ဆရာမကတော့ကလေးတွေအသိများတယ်ကိန်းရောလေးကိုကိန်းတူဖွဲ့ပြီးတော့ပေါင်းလိုက်တဲ့နည်းနဲ့ပဲဆွေးနွေးခဲ့ပါတယ်ကဲဒါလေးရပြီဆိုတော့နောက်တစ်ပုဒ်ပုဒ်စာလေးဖတ်ကြည့်ကြရအောင်ကွာနံပါတ်9လေးကတဲ့ okay saw the butcher ကတဲ့ Mrs. ဆိုတာရောခဲ့တယ်53.4 pound of beef ပြီးဆိုအမဲသားပဲဆိုကြပါစို့အမဲသား53.4 pound ကိုတဲ့ရောခဲ့တယ်ဘယ်သူနဲ့ရောရတော့12.8 pound of pork ဆိုတော့ဝက်သားပေါ့နော်12.8နဲ့ရောခဲ့တယ်together ဘာလုပ်ဖို့တော့ to make sausage လုပ်ဖို့အတွက်ဆရာမတို့ရောခဲ့တယ်အဲ့ဒီကမှာ how many pounds of sausage he get ရမလဲတဲ့ခဏလေးနော်ဆရာမတို့Okay, how many pounds of sausage will he get from these two meat? ဒီဒါနှစ်ခုကနေ sausage ဘယ်နှပေါင်ရမလဲလို့မေးတာပေါ့နော်။ရောတယ်ဆိုရဆင်မတို့ဘာလုပ်ကြတော့ဆိုတော့ပေါင်တာပေါ့နော်။ဒါလည်းရိုးပိုင်းလေးပေါင်းပါ53.4 pound of beef ကိုဘယ်သူနဲ့ရောမှာတော့ဆိုတော့ဆင်မတို့12.3 pound of pork နဲ့ရောမှာဒါကိုဆရာမဒုတိယတစ်မျိုးလေးတွေ့ပြတော့မယ်ဆရာမတို့ပေါင်းရခါမှာကိန်းရောလေးကိုဆရာမတို့ခုနကကိန်းဖြစ်ပြီးတော့ပေါင်းလဲရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဆရာမကြီးတက်စီပေါင်းမယ်ကိန်းပြည့်ချင်းပေါင်းမယ်15နဲ့12နဲ့ပေါင်းတော့ဘယ်လောက်ရတယ်လို့လေးခွဲပေါင်းမယ်15နဲ့12နဲ့ကိန်းပြည့်ချင်းပေါင်းမယ်ပြီးတော့ဘယ်သူချင်းပေါင်းလို့ရတော့ဆိုတော့ဆရာမတို့အပိုင်းကိန်းချင်း3.4နဲ့ဗာနဲ့ပေါင်းလို့ရတော့ဆိုတော့3/8နဲ့ဒီလိုခွဲပေါင်းလို့ရပါတယ်အပိုင်းချင်းပေါင်းမယ်ကိန်းပြည့်sorry ပါကိန်းပြည့်ချင်းပေါင်းမယ်အပိုင်းချင်းပေါင်းမယ်ပြီးတော့နှစ်ခုကိုပြန်ပေါင်းလိုက်ရင်လည်းပဲမွန်ရင်းဖြစ်ပြန်ရပါတယ်နောက်တစ်နည်းပေါ့နော်ဒါဆို15နဲ့12နဲ့ပေါင်းတော့ဘယ်လောက်ရတော့ဆိုတော့20ခွန်ဒါကကိန်းပြည့်ဒါဆိုဒီပိုင်းကိန်းလေးကိုပေါင်းကြည့်အောင်ဒါလေးကပိုင်းကိန်းလေးက8ပိုင်းကိန်းညှိလိုက်မယ်သူ့ကို2နဲ့ညှိလိုက်8ဖြစ်အောင်2နဲ့မြှောက်လိုက်တော့6 plus 3ဆိုတော့ဘယ်လောက်ရတော့9ရတယ်ဒါဆိုဒီကောင်လေးက9/8ပြန်ပေါင်းလိုက်တဲ့အခါမှာဆရာမတို့က27ဒါက2 3 6နဲ့3နဲ့ပေါင်းတော့ဆရာမတို့ဘယ်လောက်ရတော့ဆိုတော့9ပေါ့နော်9/8ရပါတယ်ဒါဆိုရင်ဒီကောင်လေးက9/8 9/8လေးကိုဆရာမတို့ကိန်းပြည့်လေးလုပ်လို့ရတယ်ဟုတ်တယ်ဟုတ်9/8ဆိုတာဘယ်လောက်တုံးဆရာမညမှာပဲမဆန်းတော့လို့နော်နားလေးမှာခွဲတွက်လိုက်မယ်27တော့27ထားပါဆရာမကြီးဟုတ်ပြီ9/8ဆိုတာ8 1 ဟုတ်တယ်ဟုတ်8 1 အကျွင်းတစ်ပို့တယ်ဒါဆိုရင်တို့နှစ်ခုပြန်ပေါင်းလိုက်ရင်29နဲ့1နဲ့ပေါင်းတော့28 1/8ရသွားပါတယ်ရှင်ဒါဆိုရင်ဆရာမတို့ဖြည့်လေးဒီပါလေးတော့ဆိုတော့ C လေးရပါလိမ့်မယ်နော်ဒါလေးကတော့ဗာနည်းလဲလို့ပြောရင်ကိန်းပြည့်ချင်းတသက်ခွဲပေါင်းတယ်အပိုင်းကြီးခွဲပေါင်းတယ်ပြီးတော့ကျွန်မတို့နှစ်ခုပြန်ပေါင်းလိုက်တယ်ဒီနည်းလေးနဲ့ပေါင်းလဲရတယ်နော်ဆရာမတို့ဒီကိန်းရောကြီးကိုကိန်းတူဖွဲ့ပြီးပေါင်းလဲရတယ်လို့အခုလိုမျိုးခွဲပြီးပေါင်းလိုက်လဲရတယ်နှစ်မျိုးပေါင်းလို့ရတယ်ဘိုင်းကိန်းတွေကိုဆရာမနှစ်မျိုးစလုံးဒီမှာလုပ်ပြသွားတယ်ပေါ့နော်ဒါဆိုရင်ဆရာမတို့နံပါတ်6လေးကိုလည်းရမယ်လို့ယူဆလိုက်ပါပြီကဲဒါဆိုရင်နံပါတ်10ကိုပြန်တက်ကြရအောင်ဆရာမတို့ကဲနံပါတ်10လေးက Julie တဲ့ Julie ဆိုတဲ့ကလေးမလေးရာလေးတဲ့ usually pot ထည့်တယ်1/4 pounds of flour in a cookie recipe သူ cookie တစ်ခါလောက်တိုင်းမှာသူဒီဘယ်လောက်ထည့်တော့ဆိုတော့ဆင်မတို့ဒီကြုံမို့ပေါ့နော်1/4 လေးသူထည့်တယ် but ဒါပေမဲ့ this time ဒီတစ်ချိန်တော့တဲ့ she is shortဆိုကုန်သွားတယ်another ingredient အခြားသောပါဝင်ပစ္စည်း recipe ပေါ့နော်ဒီမှာ cookie လုပ်တဲ့အခါမှာထည့်ရတဲ့ပစ္စည်းကအများကြီးရှိတယ်အဲ့ဒီမှာအခြားသောပစ္စည်းလေးတစ်မျိုးကကုန်နေတယ်ဒါကြောင့်မလို့သူက must cut ဆိုတာ short ချလိုက်ရတယ် half floor သူ့ရဲ့အရင်တုန်းကထည့်တဲ့ဂျုံမုတ်ပမာဏကို short ချလိုက်ရတယ်ဘယ်လောက်ထိ short ချလိုက်လဲဘယ်လောက် short ချလိုက်လဲဆိုတော့3.5 ပေါင်လေးကိုသူ short ချလိုက်ပါတယ်ဒါဆိုရင် how much flour will she put in the recipe ဒီထဲကိုသူဘယ်လောက်ပဲထည့်ရတော့မလဲတဲ့ဒါဒီရိုးပိုင်းကြီးညှုပ်တဲ့ပုံစံပါပဲအရင်တော့ကသူထည့်နေကြသည် cookie တစ်ခါလောက်တိုင်း1/4 သူထည့်နေကြ
ဒါပေမဲ့အခုတော့ပစ္စည်းတစ်ခုပြက်လက်သွားတဲ့အတွက်ကြောင့်အဲ့လောက်ထည့်လို့မရတော့သူ short လိုက်မှရမယ်ဘယ်လောက် short ရမလဲဆိုတော့ 7/3/4 ဖောင်ကိုသူ short မှရပြီအဲ့လောက် short မှ cookie လေးကအဆင်ပြေမှာဒါဆိုရင်သူတကယ်ထည့်ရမှာဘယ်လောက်ပဲထည့်ရတော့မလို့ဒါဆိုရင်ဆရာမတို့ခုနနှစ်မျိုးပုံစံပဲသွားလိုက်မယ်နော်ရိုးကိန်းရောလေးနဲ့ပဲသွားကြည့်လိုက်အောင်ဒါလေးကိုကိန်းတူဖွဲ့ကြည့်လိုက်အောင်လေးဒါလေးကိုဆရာမတို့နှစ်နည်းတွက်လို့ရတာမင်းတို့သိရနော်ဒါဆိုလေး3နီးစနစ်1နဲ့ပေါင်းတော့73တစ်1လေးနဲ့လေး8 93ကိန်းတူဖွဲ့လိုက်ပြီသူ့လည်းကိန်းတူဖွဲ့ခြင်းလို့4 9 4 28 3နဲ့ပေါင်းတော့ကြတော့30နဲ့ပိုင်းခြေတူနေတယ်ရောပိုင်းခြေတူနေရောတန်းနှုတ်လို့ရတယ်93နဲ့31ကိုနှုတ်တော့3နဲ့1နှုတ်တော့2 9နဲ့3နှုတ်တော့ဆရာမတို့ဘယ်လောက်ရအောင်ဆို6ဒါလေးကိုပြန်စားမယ်4တက်4 22 4 5 20အကျွင်းက2ကျွင်းနဲ့အောက်ကအပိုင်းက4ဒါဆိုရင်သူ့ကိုကျင်းလို့ရတယ်ဟုတ်ကျင်းလို့ရတော့ဆရာမတို့ကျင်းကြရအောင်ဒါဆိုရင်2တက်4 2 2နဲ့4ဒါဆိုရင်ဆရာမတို့နောက်ဆုံးအပိုင်းကြီးဒီ51/2ပဲသူထည့်လို့ရတော့မယ်ဆိုအဖြေလေးဒီပမာရှိတော့51/2ဆရာမစားတာမှန်လား4တက်4 4 20 4 5 20ကဲဒါလေးခဏလေးပြန်ကြည့်လိုက်အောင်မနော်ဆရာမဘယ်နားမှများမှားခဲ့လဲဘယ်နားမှများပေါင်းတာမှားပါလဲဆိုတာလေးကိုကဲဒါဆိုရင်ဆရာမကပြန်စားမယ်ရှင်သူဒီအရင်တုန်းက23 1/4 ထည့်နေကြအခုဘယ်လောက်ဒီမှာဆရာမအပိုင်းကြီးပောက်ပြရှောက်ရေးတာကိုတွေ့သွားပြီ7/3/5ဆရာမ3/4လို့ရေးမိတယ်ခုနကပိုင်းချီတူနေတယ် sorry ပါဒါလေးက4 3 12 13 1 4 4 4 8 9 minus ဒါလေးကအပိုင်းလေးက5ခုန4နဲ့မှာကုန်ပြီတာ5 9 35 35နဲ့3နဲ့ပေါင်းတော့38โอเคပိုင်းကြီးညှိရမှာဆရာမ4 5 20ဒါဆိုရင်သူ့9နဲ့မြောက်မယ်9 3 4 15 1 5 9 45ဆိုတော့46 no သူ့ကြောင့်4နဲ့မြောက်မှာ4 8 32 3 4 3 12ဆိုတော့15โอเคဒါမှအမှန်တော့โอเคပိုင်းခြေလေးက20ရှင်ဒါလေးက9တွေက2နှုတ်တော့3 6တွေက5နှုတ်တော့1 4တွေက1နှုတ်တော့3ဒီလိုလေးရှင်ဒါဆို20ဘယ်နှလေးဝင်ပါတော့15နဲ့20ဆရာမတို့20တလီ20ပေါ့နော်ဝင်လိုက်တော့17ကျန်မယ်113ဆိုတော့20 5လီ100ဒါဆိုရင်73အကျွင်းကျန်မယ်အောက်မှာအပိုင်းလေးက20ဆရာမတို့အဖြေလေးဒီ A ပါရှင်50/30/20ပါရှင်ဟုတ်ပြီနော်ဆရာမတို့ဒီခုနကဆရာမအပိုင်းလေးမှာကုန်ပြီလို့ဒါဆိုရင်ဒီဖြေလေးကလည်းရိုးရိုးပိုင်းကြီးနှုတ်တာလေးပါပဲเนาะမင်းတို့ရပါတယ်ကိန်းရောလေးကိုကိန်းတူဖွဲ့ပြီးတော့ဆရာမတို့နှုတ်လိုက်ရင်ဒီဖြေလေးကတန်းထွက်ပါတယ်ကဲဒါဆိုရင်ဆရာမတို့30ပြီးတော့17လေးသွားကြည့်ရအောင်မိခွန်းနေရရှိတယ်เนาะ Thomas multiply ဆိုတာမြောက်တယ်တဲ့ဘာနဲ့မြောက်တော့ဆိုတော့3 1/4နဲ့မြောက်တယ်3 1/4ဘာလေးနဲ့မြောက်မလို့ဆိုဆရာမညာလေးကိုထားမယ်เนาะsorry ပါဆရာမဘာကြီးရှောက်ပြောနေလဲမသိဘူးเนาะအမြင်နဲ့3 1/4လေးကိုမြောက်တယ်ဘယ်သူနဲ့မြောက်တော့ဆိုတော့1 1/5နဲ့မြောက်တယ်တဲ့မြောက်တဲ့အခါကြီးမှာ god ဘာကြီးရသွားတော့ဆိုတော့3/4ကြီးရသွားတယ်တဲ့သူဒါရတယ်လို့ပြောတာเนาะ for an answer အဖြေအနေနဲ့3/4ကြီးရသွားတယ် did he do something wrong သူတခုခုများမှားခဲ့သလားတဲ့ဒါဆိုရင်ဆရာမတို့အရင်မြောက်ကြည့်မယ်သူမပြောခင်3/4လေးက3/4မြောက်ဒါလေးကကိန်းရောလေးဆိုတော့ကိန်းတူလေးဖွင့်မယ်9တက်လေး9 1နဲ့ပေါင်းတော့6တကယ်အဖြေမှန်ဘယ်လောက်ရမှာတော့ဆရာမတို့ရေးလိုက်တဲ့အခါမှာ2နဲ့4 4 2 3 4 6အဖြေဒီဘယ်လောက်ရမှာတော့ဆိုတော့9/10ရမှာအဲ့ဒါယူသူဘာကြီးရတာတော့3/4ရနေတယ်အိုးသူဘာရင်ရမှားတာပါလေ no that is the correct answer တဲ့အမှားပါဘူးတဲ့ဒါမှန်ပါတယ်တဲ့မှားပါတယ်ဆိုကမှတော့ဒါကြီးမဟုတ်ဘူး yes တဲ့ he did not change တဲ့ဟုတ်တယ်တဲ့မှားတယ်တဲ့ he did not change တဲ့သူမပြောင်းခဲ့လို့တဲ့ the missed number ကိန်းရောကြီးကိုတဲ့ to an improper fashion ကိန်းတူဖြစ်သူမပြောင်းခဲ့လို့မှားတာတဲ့ဒါဆိုမပြောင်းခဲ့လို့မှားတာဆိုတော့မြောက်ကြည့်တော့လည်းပဲဆင်မကို3/4ကရကြအကြောင်းမရှိဘူး4နဲ့5နဲ့မြောက်မယ်ဆိုလည်း20ဖြစ်မှာဒါလည်းမဟုတ်သေးဘူး yes နံပါတ် C ရကြတော့ he forgot သူမေ့သွားလို့တဲ့ to invert ဆိုတာပြောင်းပြန်လှန်မှု the second fraction
ဒုတိယ fresh အပိုင်းကိန်းကိုပြောင်းပြန်လှန်ဖို့မေ့သွားလို့တယ်ဒုတိယပိုင်းကိန်းကစားတာမှမဟုတ်တာပြောင်းပြန်လှန်စရာမှမလိုတာဒါလည်းမဟုတ်ဘူးနံပါတ် D ကတော့ yes he did it he did not add မပေါင်းမိလို့တဲ့1တစ်မပေါင်းမိလို့တဲ့ what he convert ဆိုတာပြောင်းလိုက်တဲ့အချိန်မှာဘာလေးကိုပြောင်းလိုက်တဲ့အချိန်မှာ the mix number နောက်ကကိန်းရောလေးကိုပြောင်းလိုက်တဲ့အချိန်မှာတစ်လေးကိုပြောင်းမိလို့မပေါင်းမိလို့ to an improper fashion ဆရာမတို့ကိန်းရောလေးကိုကိန်းတူဖွဲ့တဲ့အခါမှာသူတစ်လေးမပေါင်းမိလို့ဟုတ်လားကြည့်ကြည့်အောင်3/4ဆရာမတို့အမြောက်ဒါလေးကိန်းရောလေးကိုကိန်းတူဖွဲ့တဲ့မှာ9တက်လေး9ဟောဒီတစ်လေးကိုပေါင်းမိဘူးဆိုရင်သူလေး9ပဲရေးမိတော့မှာဟုတ်တော့သူကပြောင်းလိုက်တဲ့ချိန်တုန်းကတစ်မပေါင်းမိလို့ဆိုတော့ဆရာမမပေါင်းမနဲ့တွက်ကြည့်လိုက်တော့ဟုတ်တယ်ဒါဆိုရင်ဖြည့်ပြီးဘာပြန်ရတော့3/4သူဒီကိန်းရောလေးကိုကိန်းတူဖွဲ့တော့ကတစ်မပေါင်းမိလိုက်လို့သူ့ဖြည့်ပြီးဘာပဲပြန်ထွက်လာအောင်ဆိုတော့3/4ပဲပြန်ထွက်လာတာဆိုတော့ဆရာမတို့ဖြည့်ပြီးဘာလေးရအမှန်တော့ဆိုတော့ဒီလေးရအမှန်ပါဒါကမင်းတို့ကိုတွက်ခိုင်းတာမဟုတ်ဘူးအမှားရှာခိုင်းတာသူများတွက်ထားတာဘာမှားလဲမှားတဲ့ဟာကိုအကျိုးအကြောင်းတိတိကျကျခန့်ခိုင်လုံလုံနဲ့ရှာတတ်ကမှာဒါလေးကရှာခိုင်းတာပေါ့နော်ကျမတစ်ခုချင်းစီကိုရှာပြရနော်အဖြေမှန်က9/10ဒါကို correct answer လို့ပြောတော့မှားတယ် mix number ကို improper fashion မပြောင်းခဲ့ရဆိုတော့ဟုတ်ဘူးမပြောင်းဘဲနဲ့မြောက်လည်းပဲဒီဖြေရကြအကြောင်းမရှိဘူးဒါဖြစ်နိုင်ဒါကကြတော့ဒီ second fraction ကိုပြောင်းပြန်မလန်ခဲ့လို့လေပြောင်းပြန်လှန်စရာမှမလိုတာနော်ဒါကြောင့်မှားတယ်နောက်ဆုံးကောင်ကတော့ဟုတ်တယ်သူဒီကိန်းရုံးကနေကိန်းတို့ကိုဖွဲ့တော့တစ်လေးမပေါင်းခဲ့မိတဲ့ကြောင့်သူဒီ5/5ဖြစ်သွားတဲ့အခါမှာ3/4ဆိုတဲ့အဖြေပဲပြန်ရတယ်โอเคသူမှားအဲ့ဒီနေရာလေးမှားခဲ့တာပါအမားလေးကိုခိုင်ခိုင်လုံလုံနဲ့ရှာပေးနိုင်ရမယ်ဆိုတဲ့သဘောပါ reasoning ဆိုတာဒါမျိုးကိုပြောတာပေါ့နော်တို့ကြောင့်ခန့်